slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no. စတင်ရောက်မြောက်ယာယီနီးပြအဖြစ် Fletcher ရောက်ရှိလာပြီးနောက်နီးပြဟောင်းဆိုရှာပြန်လာမဲ့တဲ့အပေါ် Egg ပွန်လာဟောပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်2013ခုနှစ်မှာ Sir Alex Ferguson 73ကြိမ်မြောက် Premier League ဖလားကိုရယူပြီးအသင်းနဲ့လမ်းခွဲခဲ့ချိန်ကစလို့တွေ့မယ်ဆိုရင် Darren Fletcher ဟာယာယီနီးပြ United အသင်းကိုကိုင်တွယ်ရမယ့်17ဦးမြောက်နီးပြဖြစ်လာပါတယ်လက်ရှိ INEOS ခေတ်မှာတင် Eric Ten Hag, Van Nistelrooy နဲ့ Amorim တို့တယောက်ပြီးတယောက်ပြောင်းလဲခဲ့ပြီးဖြစ်တယ်လို့အခု Fletcher နေရာမှာလဲရာသီကုန်အထိအသင်းကိုကိုင်တွယ်မဲ့အခြားနီးပြတဦးနဲ့အစားထိုးဖို့ရှိနေပါတယ်ဒီနေရာမှာထွက်ပေါ်လာတဲ့နာမည်တစ်ခုကတော့2018ကနေ2021အထိအသင်းကိုကင်တွယ်ခဲ့မှုတဲ့ကစားသမားဟောင်းနီးပြဟောင်းအိုလီဂန်ဒါဆိုရှာဖြစ်ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီး Talksport မှာ Aston Villa ကစားသမားဟောင်း Gavi Agbonlahor ကရှက်စရာကောင်းတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်တကယ်ကိုရှက်စရာပါပဲဆိုရှာပြန်လာနိုင်တဲ့ဆိုတဲ့သတင်းကိုမြင်လိုက်ရချိန်မှာဒီဘောလုံးအသင်းဟာရဲစရာအသင်းကြီးဖြစ်နေပါပြီလို့ Agbonlahor ကပြောပါတယ်ဆက်လက်ပြီးသူကဆိုရှာထုတ်ခံရတော့က United ပရိသတ်တွေစိတ်သက်သာရသွားခဲ့ကြတာလीကျွန်တော်တို့စီမှာတက်တေထောက်ထားတွေရှိပါတယ်အဲ့ဒီတုန်းကသူ့ကိုထုတ်ပယ်လိုက်လို့လူတိုင်းပျော်ခဲ့ကြတာအခု3နှစ်လောက်ကြာပြီးမှသူ့ကိုပြန်ခေါ်လာမယ်ဟုတ်လားဆိုပြီးမေကွန်းထုတ်ရေမိုးခဲ့ပါတယ်နောက်ထပ်ထွက်ပေါ်လာတဲ့နာမည်တစ်ခုကတော့2022ကနေဒီနွေရာသီအထိ Middlesbrough အထင်းကိုရလက်ကောင်းအနေနဲ့ကင်တွယ်ခဲ့တဲ့ Michael Carrick ဖြစ်ပါတယ်ကာရီဟာ2021တုန်းကဆိုရှာထုတ်ခံရပြီးနောက် United ကိုယာယီနီးပြအဖြစ်3ပွဲကင်တွယ်ခဲ့ရမှာ2ပွဲနိုင်ကပွဲတီရလက်ရယူပေးခဲ့ဘူးသူလည်းခဲ့ပါတယ် Manu fan များတော့တည်တက်နေရ MUFOZ မှာ United သတင်းများကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်